ဒါမြတ်စွာဘုရားနဲ့အာလဘတန်လာဘတွေပြောတာပေါ့နော်အရှင်ဘုရားတဲ့တပည့်တော်ဒီကာဝရိဏနတ်ပြည်ကိုစရောက်တဲ့အချိန်တုန်းကတဲ့တပည့်တော်တဲ့အရင်ရောက်နေတဲ့နတ်တွေရှိတယ်ဗျာတဲ့အဲ့ဒီနတ်တွေကပြောတယ်တဲ့လောကမှာဖျားပွင့်လို့ရှိရင်နတ်ပြည်တွေစီကားတယ်ဖျားမပွင့်တဲ့အချိန်မှာဆိုရင်နတ်ပြည်တွေ6ကက်ကဖြစ်တယ်လို့ပြောဒီလိုဆိုအဲ့ဒါလို့ပြောကြတယ်ဗျာတဲ့အခုတော့တပည့်တော်လက်တွေ့ပဲဗျာတဲ့မြတ်စွာဘုရားပွင့်လာတော့ဒီလိုနတ်ပြည်မှာစီကားနေတယ်လို့ဒီလိုပြောတာနော်နတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေအလွန်များတယ်တဲ့ဖျားပွင့်လာတဲ့အချိန်မှာနတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေကများကြတယ်ကုသိုလ်ကောင်းမှုတွေလုပ်လို့အဲ့ဒီမှာ तू ကဇလန်းလေးတစ်ခုပြောပြကပိလဝကဘုရားဘာသာကိုကိုးကွယ်တဲ့အမျိုးသမီးတူသူ့နာမည်ကဂောပိကာလို့ခေါ်တယ်။ तू ကငါးဝတိလလုံးနဲ့ဘုရားတရားတန်ခါယရဏသုံးပါးကိုစိကတ်တယ်။အဲ့ဒါလို့ तू ကသီလကိုအမှန်တန်ဆောက်ရှောက်တယ်ဘုရားတရားတန်ခါအလွန်ကြီးညိုတယ်။အဲ့ဒီအမျိုးသမီးတယောက်ကလူဘဝလူခန္ဓာဆုံးတဲ့အခါမှာကာဝရိဏနတ်ပြည်လာပြီးတော့တရားမင်းရဲ့သားလာဖြစ်တယ်။သားဆိုတာဘယ်မှာဖြစ်တော့ဆိုရင်ခွင်ထဲမှာဖြစ်တယ်နော်။တရားမင်းကြီးရဲ့ရင်ခွင်ထဲမှာဘဝကနေပေါ်ရင်သားလို့သတ်မှတ်တယ်ပေါ့။တခြားနေရာမှာပြထားတာတော့တရားမင်းကြီးမှာဇေယန္တတို့သူဝီရတို့ဆိုတဲ့သားတွေလည်းရှိသေးတယ်။သို့တော်ဒီတက္ကပညာသုတ်ရဆိုလို့ရှိရင်တော့အဲ့ဒီကပိလဝကဂောပိကာဆိုတဲ့အမျိုးသမီးကတာဝရိဏနတ်ပြည်ရောက်ပြီးတော့တရားမင်းရဲ့သားသွားခဲ့နေတယ်တော့အဲ့ဒီမှာမြတ်စွာဘုရားရဲ့တပည့်ဘုန်းကြီး၃ပါးယဟန်တော်၃ပါးယဟန်တော်၃ပါးကသာသနာမှာယဟန်ပြုပြီးတော့အဲ့လိုမြတ်စွာဘုရားလက်ထက်ကနေပြီးအဲ့ဒီကိုယ်တော်၃ပါးပြန်တော်မူတော့ဘာလာဖြစ်တယ်ဆိုတရားမင်းကြီးကိုဖြေပြော်တဲ့ခန္ဓာပနာသား၃ယောက်လာဖြစ်နေတယ်တဲ့နော်ဘုန်းကြီးကဖြေပြော်ရေးသမားလာဖြစ်တယ်အမျိုးသမီးကတရားမင်းကြီးရဲ့သားဖြစ်တယ်အစင်တိုင်းချင်းကွာတယ်လေအဲ့တော့အစင်တိုင်းချင်းကွာတဲ့အခါကျတော့အဲ့ဒီဂောဘကနတ်သားကသူကတော့ဘယင်းသားဆိုတော့စင်မြင့်မော်ထိုင်မှာပေါ့ဟိုကတော်ကြီးတွေကအောက်ကနေဖြေပြောတာပေါ့တို့တော့အခုတော့ချွန်တက်တင်နေနေမှာပေါ့နော်ဘုန်းကြီးဘွားတော်ကတော့ကရုံးနေပေါ့အဲ့ဒီလိုလို့တော့အဲ့ဒီဂောပကဆိုတဲ့နတ်သားကကြည့်လိုက်တယ်ဒီနတ်သား၃ယောက်ခန္ဓာပနတ်သားသူတို့ဖြေပြောနေတဲ့နတ်သား၃ယောက်ကဘယ်ရောက်လာတာတုန်းကြည့်လိုက်တဲ့အခါကျတော့ဘုရားကသူ့အိမ်မှာဆုံးခံနေတဲ့ကိုတော်၃ပါးဖြစ်အဲ့ဒါနဲ့သူမနေနိုင်ဘူးတောက်လျှောက်ထသွားပြီးတော့သူဘာပြောတော့ဆိုကိုတော်တို့မြတ်စွာဘုရားရဲ့တရားကိုဘယ်မြန်လှည့်နာကြတာတော့အရှင်များတော့တပည့်တော်အမျိုးသမီးတောင်မှအခုကြည့်တရားမင်းရဲ့သားဖြစ်တယ်ကိုတော်တို့ဘုန်းကြီးဝဲရဲ့သားနဲ့ဘာဖြစ်လို့ဒီလိုဖြစ်ရသွားပြီးတော့ပြောတယ်နော်ကိုတော်တို့မြင်လိုက်ရတာစိတ်မကောင်းစရာကြီးဘာလို့လဲဆိုရင်သူတို့ရဲ့အချမ်းရံဖြေပြော်ရေးသမားသွားဖြစ်နေတာကိုဒါလည်းသတိထားစရာကောင်းတာပဲနော်တန်တရားဆိုတာအထက်ရောက်လိုက်အောက်ရောက်လိုက်ပဲပြောလို့မရဘူးနော်မကြိုးစားရင်တော့အောက်ကရောက်ချင်ရောက်သွားတာပဲအခုဘဝမှာအထက်ကနေပြီမဲ့တော့ကြအောက်ကကြခြင်းကြသွားတာနော်သွားပြီးတော့အဲ့ဒါပုံသေးကြီးလို့သွားမတတ်မှတ်လေနဲ့ကိုယ့်ကိုပြင်ပြီးတော့ဂရုစိုက်ပါမှမစိုက်လို့ရှိရင်အထက်ကနေအောက်ရောက်ချင်ရောက်သွားမှာနော်အဲ့တော့သူကသွားပြောတာကိုတော်တို့မြတ်စွာဘုရားတရားကိုဘယ်မျက်နှာလဲနာကြတာတော့နဲ့ဘုရားရဲ့တပည့်သားယဟန်ဖြစ်ပါလေရဲ့သားနဲ့ဘာဖြစ်လို့တပည့်တော်တဲ့နှိမ့်ကြတဲ့ဘဝရောက်ရတာလဲတဲ့အခုတပည့်တော်မိမသားဖြစ်ခဲ့တဲ့နဲ့အခုတရားမင်းကြီးရဲ့သားလာဖြစ်ပြီးကိုတော်တို့တဲ့အထက်ကရောက်နေတယ်ပေါ့စိတ်မကောင်းစရာကြီးတဲ့သူအိမ်ဆုံးခံနေတဲ့ကိုတော်ကြီး၃ပါးဖြစ်နေတာကိုစိတ်မကောင်းစရာကြီးတဲ့အဲ့လိုပြောတဲ့အခါကျတော့နှစ်ပါးကတော့ချက်ချင်းတတိယသွားပြီးတော့စိတ်ထဲမှာထိတ်လန့်တုန်လှုပ်သွားပြီးဒီခါတည်းဟိုတုန်းကကျင့်ခဲ့တဲ့
တရားတွေကိုစိတ်ထဲကနှလုံးသွင်းလိုက်တာနဲ့ပဲအဲ့ဒီနှစ်ပါးကတော့ချက်ချင်းစုတည်စိတ်ကြပြီးပြမဖြစ်သွားကြတယ်ဆံရပြီးတော့နော်ဘုရားဘာကတော့ကတော့မယ်ခုချင်းလေးဝါဒနာပါတာဟိုသူကဆက်ပြီးတော့ပဲကနေရတဲ့သူကခန္ဓာမနာသားဆိုတာအတိမုတ်တို့အကခုံတို့လောရတာလေတရားမင်းကိုဖြေပြောရတာအဲ့ဒီနတ်သားလေးရဲ့နတ်သားရဲ့ဝတ္ထုကိုလည်းတရားမင်းကြီးကရှောက်တယ်အဲ့ဒါလို့အဖြစ်ပြက်ကြုံတွေ့ရတယ်ဗျာလို့